မေနဲ့စာတွေ့ကလေးကငါရင်ထဲမှာတကယ်ကိုလုံးရှာတမဲသွားတဲ့လုံးသားတစ်ခုဟာရှင်ပန်လာနိုင်ပါလားရေလိုတေကကြောင်တွေပြန်ကမတွေ့ရဘူးတကယ်တရားပြင်းတဲ့ခဲတဲ့လုံးသားဟာခွဲချင်တရားကြောင်တွေမေးလို့ရနိုင်မှာလားမေးအထုံးလျောင်းနေတွေပြောင်းပြတ်သွားဖို့မဖြစ်ဘူးလေချိန်နဲ့ပြောင်းလဲသွားတော့ရင်မမေးပဲရှိတယ်တူထားရှိခဲ့တဲ့အမှန်တရားတွေပြန်လို့ခြင်းတွေနာနာရှိပါမေးတဲ့ဝေးမှာငါကြောက်လို့ရှောက်ခဲ့ဖို့တဲ့လက်ဟောင်းလေးမတယောက်တည်းပဲပြန်လာခဲ့တော့ချင်ရဲ့နေမရှိတဲ့ငါကပါရာရာအားလုံးချောက်ကပ်သွားရေလိုမေးအနာနာမြေတန်းရှိမှပြောင်းလဲမသွားနိုင်ဘူးသူရှိခဲ့တဲ့နေရများစွာမတရားဖြစ်နိုင်ဖို့ကွာချိန်ရာသီတွေကပြောင်းလဲနေပြန်လာမှကိုဆောင်စေတရားဝေးနဲ့ထားခဲ့တော့မလားဘယ်လိုခဲရရှိလို့ရှိစေမြေတိုင်းရက်တည်တယ်တို့အဲဆိုအမေတယောက်တည်းသာကောင်းဆုံးဖြစ်နိုင်လို့ကွာချိန်ရာသူတွေကပြောင်းလဲနေပြန်လာမှကိုဆောင်စေပုံပြင်တွေလို့ဆုံးတဲ့တော့မလားမေထွက်သွားတဲ့နေကောင်းလေးစားငါရဲ့တွင်ကိုရေတွက်လို့ထားတယ်ချိန်ရာဒီအပြောင်းလေးလို့သွားလေ